အယုတ်လေးဒီမှာကီချင်းကွင်းလေးဒီတက်ဖို့ကွန်နတာရင်းအယောင်ရှာရခတ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်ပထမဦးဆုံးကိုလိုချင်တဲ့ခြီရောင်လေးကိုရွေးပြီးတော့မှတွဲချုပ်တဲ့အကလေးနဲ့ပေါ့နော်ဒီခြီတစ်နေရာကနေပြီးဖောက်ထုတ်မယ်လိုချင်တဲ့နေရာမှာကွင်း site လိုချင်တဲ့အနေအထားလေးကိုပေါ့နော်ဒီလိုမျိုးလေးအရင်ဦးဆုံးယာလိုက်ပါမယ်ပြီးပြီဆိုရင်ခြီလေးတွေကိုလိုလေးပေါ့နော်ရစ်တဲ့သဘောနဲ့ပေါ့နော်ထိုးထည့်ပြီးတော့ခါကြတော့မှတသက်ရက်ကလေးလိမ့်မနေအောင်လို့ပေါ့နော်နည်းနည်းလက်ကလေးနဲ့ထိမ့်ပြီးတော့ခါကြတော့မှလုပ်ပါမယ်တပတ်လေးဖြည့်သွားပြီဆိုရင်ဒီထောင်းမှာတစ်ချက်လေးတုပ်လိုက်မယ်ပို့ပြီးခိုင်သွားအောင်လို့ပေါ့နော်ပြီးပြီဆိုရင်လည်းတခြားတစ်ဖက်ထောင်းကိုလည်းအကလေးထွက်ပြီးတော့ခါကြတော့မှနောက်ထပ်တစ်ချက်ထပ်ပြီးတော့မှတုပ်ပါမယ်ပြီးပြီဆိုရင်တော့စခဲ့တဲ့ဒီခြီထွက်ထားတဲ့နေရာလေးမှာပေါ့နော်ပြန်ပြီးတော့မှဒီနောက်ဆုံးခြီလေးကိုပြန်ထွက်လိုက်ပြီးတော့ခါကြတော့မှသူတို့ခြီနှစ်ခုကိုတွဲပြီးတော့ခြီလိုက်ပင်ပေါ့နော်နည်းနည်းလေးပြန်တုပ်လိုက်ပါမယ်ပြီးပြီဆိုရင်ကကြီးလေးနဲ့ဖြတ်ပြီးတော့မှခြီစာလေးကိုအထဲထဲကိုပြန်ပြီးတော့ထိုးထည့်လိုက်မယ်ပေါ့နော်ဒါခြီစာသိန်းလေးပါရှင်ကဲဒီလိုဆိုရင်ကိုလိုချင်တဲ့အရာကိုလိုချင်တဲ့အနေထားခွင်းလေးကိုပေါ့နော်ဒီလိုနီးလေးနဲ့ကီချင်းခွင်းလေးတွေတက်ဖို့အတွက်ကိုလုံနိုင်တဲ့အတွက်ကြောင့်မို့လို့ connector ring အယောင်တွေပါရှာရခက်မနေတော့ဘူးပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်